ထိုင်းလန်အခြေစိုက်ပေါ့နော်ဘလော့ဂါတွေအနေနဲ့ဂရုပြုစရာလေးတစ်ခုပေါ့နော်ဒီဟာလေးမြင်တာလေးပြောပြချင်ပါတယ်အခုတလောမှာဘလော့ဂါတွေကိုတကူတကကြီးဖမ်းတာမျိုးဆိုတာမျိုးတော့မဟုတ်ပင်မဲ့လို့ဥပဒေအရာကြည့်မယ်ဆိုရင်ညှိစွန်းနေတာတွေရှိတတ်တယ်အဲ့ဒီဟာလေးတွေကိုဂရုစိုက်ဖို့လိုအပ်ပါတယ်ဟိုတလောကဆိုရင်ဒီဟိုပါပေါ့နော်ထိုင်ဝမ်ကလူခွင့်ရေးလှုပ်ရှားတဲ့အမျိုးသမီးပေါ့နော်ဒီသူ့ကိုတော့ဒီအဓိကတော့လူခွင့်ရေးလှုပ်ရှားလို့ဆိုပြီးတော့တရုတ်ပြည်မကြီးကနေဖန်ခိုင်းတယ်လို့ယူဆရပါတယ်သူတို့ကဘာဖြစ်လို့လဲဆိုတော့ဒီဖမ်းလိုက်တဲ့အချိန်မှာဗီဇာကလည်းတက်တန်ကြော်နေရပေါ့နော်နံပါတ်1တစ်ချက်ဗီဇာမတိုးထားဘူးပြီးတော့နံပါတ်2တစ်ချက်ကကြတော့သူကဒီထိုင်းနိုင်ငံထဲမှာ postcard တွေလုပ်တယ်ပေါ့နော် postcard တွေလုပ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီဗီဒီယိုတွေကနေပြီးဝင်ငွေရှာနေတာဆိုတော့ဒီထိုင်းနိုင်ငံအတွင်းမှာပေါ့နော် web permit မရှိဘဲနဲ့တရားမဝင်သူတို့ရှိမှာအကျိုးမြတ်လာပြီးတော့ဝင်ငွေရှာနေတယ်ဆိုတော့ခေါင်းစဉ်ကိုတက်လိုက်တာပေါ့နော်အဲ့ဒီမှာရင်သူတို့လှုပ်ရှင်ရင်လှုပ်လို့ရပါလားဆိုတဲ့အတွေ့အကြုံတစ်ခုဝင်လာတာပေါ့နော်အဲ့ရနေမှာနောက်နေ့ကျတော့သတင်းထပ်တက်လာပြန်ရောတရုတ်ကနေပြီးတော့ဒီဇက်လန်တွေရိုက်တဲ့သူတွေကတရားဗီဇာနဲ့ဝင်လာပြီးတော့ဒီလိုမျိုးကိုတွေရိုက်ကြတယ်ပေါ့နော်ကင်မရာတွေနဲ့အကြနာရိုက်ကြတယ်ဖြစ်တဲ့အတွက်အဲ့ဒီဟာဆိုလို့ရှိရင်လေဒီနိုင်ငံတနိုင်ငံမှာရိုက်တော့မယ်ဆိုရင်ခွင့်ပြုချက်တောင်းရတယ်ပေါ့နော်အဲ့ဒါမတောင်းမဲနဲ့ရိုက်လို့ဆိုပြီးတော့အရေးယူတယ်ပေါ့နော်အဲ့တော့ပေါ့နော်အားလုံးပဲသိထားမှာဒီဇက်လန်တွေအတူတွေရိုက်တာတွေပေါ့နော်ဒါကိုယ့်နိုင်ငံမှာကိုရိုက်တာကတော့ပြဿနာမရှိပေမဲ့အခုထိုင်းနိုင်ငံမှာရိုက်တယ်ဆိုရင်အဲ့ဒီဟာတွေကခွင့်ပြုချက်တွေခွင့်ပြုမိတ်တွေမတောင်းထားဘူးဆိုရင်ပြဿနာရှိလာနိုင်ပါတယ်ပြီးတော့နောက်တစ်ခုက blogger တွေအနေနဲ့လည်းသူတို့ကဘယ်လိုမျိုးလဲဆိုတော့ travel blogger တွေ food blogger တွေကတခါတည်းလာလေနဲ့သူတို့နိုင်ငံကို promote လုပ်ရင်လည်း blog ရိုက်သွားတာရိုက်သူတို့ကြိုးစည်းွားအတွက်ဆိုရိုက်သူတို့မျက်စိမှိတ်ပေးထားတယ်ဆိုပေမဲ့ဒီလိုမျိုးထိုင်းနိုင်ငံထဲမှာအခြေချထိုင်နေပြီးတော့ပေါ့နော်blog ရိုက်တော့မယ်ဆိုရင်တော့နောက်ခံ background company တစ်ခုခုကိုtalent တယောက်အနေနဲ့ပေါ့နော်အဲ့လို contract လုပ်ထားတာတော့ပို့ပြီးတော့ခိုင်မာတဲ့သဘောမှရှိတယ်ပြီးတော့နောက်တစ်ခုကဒီ freelance လုပ်တာကိုသူကဘယ်လိုလဲဆိုတော့ထိုင်းနဲ့လုံးဝမပတ်သက်ပဲနဲ့လုပ်ဟိုတလောကဆိုလည်းဖြစ်သွားတယ်လေဒီသတင်းတင်တဲ့အမျိုးသမီးတယောက်ကိုသူကပင်အဲ့ဒီဗီဒီယိုတင်လိုက်တာဒီမှုခင်းနေပါဖြစ်တယ်ဆိုရင်မျက်လုံးတွေပါတယ်ကွယ်ပေးရတယ်မှလားသူပင်မဗီဒီယိုကိုထိုင်းသတင်းဌာနတင်တာအဲ့ဒါကိုမြတ်တို့လိုပဲပေါ့နော်သတင်းပြန်ပြောလို့က copy ယူပြီးတဲ့ခါကျတော့သူ့ရဲ့ဒီဟိုမှာတင်တာပေါ့နော်တင်တဲ့ခါကျတော့အဲ့ထိုင်းသတင်းဌာနကိုအရေးယူမယူပဲနဲ့ကြော်ပြီးတော့အဲ့ထိုင်းသတင်းဌာနကနေကိုပြီးတော့တင်တဲ့မြန်မာမျိုးသမီးကိုမှအရေးယူလိုက်တာပေါ့နော်အဲဒါကြောင့်မို့အခုနောက်ပိုင်းဆိုလည်းမြန်သတင်းတွေပါတိတ်မတင်ဘူးသတင်းမတင်ဘူးဆိုတာပုံနေပေါ့နော်ပုံနေဒီမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်တာတွေပေါ့နော်အဲ့ဒါတွေကိုတိတ်ပြီးတော့မတင်ဘူးပေါ့နော်အဲ့ဒီဟာကြီးလည်းနည်းနည်းပြဿနာရှိတယ်ပြီးတော့နောက်တစ်ခုကကြတော့ဟုတ်ပြီဒီဟာနဲ့လွတ်တယ်ကိုယ့်ရဲ့ content တွေကကိုယ့်ရဲ့ daily life တွေ full blog တွေဘာတွေဆိုလို့ရှိရင်တောင်မှ sponsor မယူဖို့ပေါ့နော်ဒီနိုင်ငံတကာ sponsor ယူရင်တော့ထိုင်းနိုင်ငံ sponsor တွေမယူဖို့ပေါ့နော်ဒါမျိုးတွေလည်းအများကြီးဥပဒေအရာကြောင်းရလေးလာမယ်ဆိုရင်ညှိစွန်းနေတယ်ပေါ့နော်အဲ့တော့မလုပ်ပါနဲ့လို့ပြောတာမဟုတ်ပါဘူးမြတ်မြင်နဲ့ပြောနေသလိုပဲလုပ်တာလုပ်လို့ရတယ်သူများတွေလည်းလုပ်နေရပဲဆိုရင်ကိုကသူများတွေလည်းလုပ်နေရပဲလို့ပြောလို့ရတယ်ဆိုပေမဲ့တကယ်တမ်းဥပဒေအရမျက်နှာချင်းဆိုင်ပြောကြပြီဆိုသူများကြီးလည်းလုံနေရပဲဆိုတော့ပြောလို့မရဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့ကိုလုံနေတဲ့ဟာဥပဒေရညှိစွန်းနေလားလွတ်နေလားဒါမျိုးတွေကိုချိန်ထိုးစဉ်းစားပြီးရခါကြတော့လုပ်ဖို့လိုအပ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုက TikTok short ဆိုလို့ရှိရင်လည်းဒီချင်းနှောင်းချခြင်းဒီကိုယ်တိုင်ရောင်းချခြင်းမဟုတ်ဘူးပေါ့နော်အခုတော့တော်တော်များကိုလာမေးကြလို့ပါချင်းနှောင်းချလိုက်တဲ့သူက review ပေးတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီဟာကိုဝယ်သွားတဲ့ပုံမှာ commission ရတယ်ပေါ့ဒါကသူတို့ company ကတည်တံ့ရောင်းတာပေါ့နော်အဲ့အတွက်ကြောင့်မို့ဒါ review ဟာတည်တံ့ဖြစ်တယ်ဒါပေမဲ့ကိုယ်တိုင်ချင်းဖွင့်ရင်တချို့ကလည်းတထင်းငါရှိတဲ့ထိုင်းမပုံတွေရှိတဲ့လူကချင်းဖွင့်ပေးတယ်ဆိုရင်အဲ့လိုလွတ်လပ်နေဖို့လိုတယ်ကိုကနေသူများလဲလုံနေရပဲဆိုရင်မထင်နဲ့လုံနေတဲ့လူတွေလိုက်ကြည့်သူတို့ကလေနေဆက်မှနေနေတာတို့ဖုတ်ကနေဆိုဟိုဘက်ပြေးသွားလို့ရဖုတ်ကနေဆိုဒီဘက်ပြေးသွားလို့ရတာတို့ပြီးတထေးကကွယ်ပေးထားတာတို့အဲ့လိုမျိုးအောက်မှာသူတို့ကကိုပိုင်ချင်းတောင်းချပြီးကိုပိုင်ချင်းဖွင့်ပြီးတော့ရောင်းနေတာပေါ့နော်တချို့ကြောင့်လည်းကုမ္ပဏီဖွင့်ထားတာတို့အဲ့လိုမှမဟုတ်ပဲနဲ့လွယ်လေးချင်းတော့ဖွင့်ဖို့မစင်စားနေပေါ့နော်ဖြစ်လာခဲ့ပြီဆိုလို့ရှိရင်အဲ့ဒီကိုဓာတ်ရိုက်ရောင်းချနေတဲ့ချင်းဟာပြဿနာရှိတယ်အဲ့လိုမှမဟုတ်ဘူးချင်းချပေးဒီဟာသူများရဲ့ဟိုကုမ္ပဏီရဲ့ချင်းကိုချပေးတဲ့သူကဒါတော့ reviewer ပဲဖြစ်တယ်ပေါ့နော်အဲ့ဒီဟာလေးနဲ့နည်းနည်းတော့လေးလာဖို့လိုအပ်ပါတယ်အဲ့တော့တချို့ကျတော့ကိုယ်တိုင်ပဲရောင်းချင်တယ်မြန်မာပြည်ပစ္စည်းကိုယ်တိုင်ပဲတွင်းပြီးရောင်းချင်တယ်ဆိုတာကသူများရဲ့လည်းရောင်းနေရပဲဆိုတချို့ကအဲ့လိုမျိုးဖြစ်ကြတယ်အဲ့
ကိုမြင်တဲ့ကိုမျက်စိချင်းမှာမြင်တဲ့သူများဆိုတာဘယ်မှာနေရလဲကိုသိလားဘလို့နေလဲသူကိုသိလားဘလို့မျိုးသူတို့အတွက်ကဘာကိုလှုပ်ထားလဲဆိုတော့ကိုသိလားသူတို့အတွက်ချွတ်ကနေဆိုလွတ်အောင်ပြေးလို့ရအောင်ဘာလုပ်ထားလဲဆိုတော့ကိုသိလားမသိဘူးလေနော်အဲ့လိုမျိုးအရင်မဲ့ကိုဖို့ပေါ့နော်အဲ့ဒါလေးတွေလာပြီးတော့တတိပေးတာဖြစ်ပါတယ်ရှင်